အလုံးစင်းတဲ့ချိန်မှာမာချာတောက်ချင်လာတာနဲ့ Starbucks ကိုဝင်ပြီးတော့မာချာလေးဝင်ဝယ်ဖြစ်ပါတယ် Starbucks မှာအခုကလေးကနေပြီးတော့ Christmas theme လေးတွေလှဆင်ထားတာအရင်မဲ့ချစ်ဖို့ကောင်းနေလို့ဆိုရင်နည်းနည်းလေးခြိုက်လာခဲ့ပါတယ်လူတွေအရင်များလို့ take out ပဲယူခဲ့ပါတယ်မာချာကိုအခုလက်တလုံးမှာပေါ့နော်ကိုဒါလေးတောက်ပါဆိုပြီးညှို့တဲ့သူတွေများနေလို့ဝယ်တောက်ဖြစ်တာအရသာကတော့အကြိုက်ကြီးတော့မဟုတ်ပေမဲ့နည်းနည်းတော့တောက်လို့တော့ကောင်းပါတယ်ပေါ့နော်ဆိုရင်အကြိုက်တော့တိတ်မဟုတ်ဘူးရင်ကဲပြီးတော့မှခြာလေးတောက်ရင်လည်းမနဲ့အလှုပ်သွားတော့ငါစိတ်ရမ်းမှိုင်းနေတာဖြစ်တဲ့အတွက်ဆိုရင်အယုတ်ဝင်ကောက်တာပေါ့နော်ကံကောင်းထောက်မှစွာနဲ့ဒီစကပတ်နာအယုတ်ကလေးကိုနှစ်ချက်ထဲနဲ့1000နဲ့နဲ့ဆိုရင်ရလာခဲ့ပါတယ်လူချနာတော့အဲ့အနီလေးပေါ့နော်ဒါပေမဲ့ဘာပဲပေါက်လက်ကရတဲ့ဟာမို့လို့ကျေနပ်ပါတယ်ဒါကတော့လုံးဝပစ္စည်းအစ်စ်တော့ပဲဟုတ်မလို့ပေါ့နော်အယုတ်ကောက်ဆက်ထဲမှာထည့်ထားတာဆိုတော့ဘလို့နေချင်းရဲ့ငကိုရဲ့ဒီအယုတ်ကလေးကိုဝန်းညောင်းလိမ့်မှာချိတ်ထားလေးတွေ့ပြီးအရန်မဲဆိုရင်လိုချင်နေကြတာပေါ့နော်အခုတော့ကံကောင်းထောက်မှစာလေးရလာခဲ့ပါတယ်ပေါက်တာလည်းပန်းရောင်လေးဖြစ်နေတယ်ဆိုရင်ရဲ့ favorite color ကပန်းရောင်ပါဒါပေမဲ့လိုချင်တာကတော့အနီရောင်ပေါ့နော်ဒါပေမဲ့ဒီ favorite color လေးရတော့လေအရန်ကိုချစ်ဖို့ကောင်းနေပါတယ်လာဘူးတို့ပါလို့ထပ်ဆလို့ရှိရင်ဒီစကားပတ်နာရုပ်ကလေးကတအားပဲချစ်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီရုပ်ကလေးရတဲ့အတွင်းတနေကုန်စိတ်ညစ်နေရလေးပင်မနာလေးလည်းပျောက်သွားတယ်နည်းနည်းလေးနေတာထိုင်တာရှိသွားရပေါ့နော်ဒါပေမဲ့ဒီမှာခွင်းမတွေးလို့ဆိုရင်နည်းနည်းပတ်ချလဲသွားပါတယ်ဒါကြောင့်မလို့အိမ်မှာရှိနေတဲ့လာဘူးရုပ်ကခွင်းကိုဆိုဖြုတ်ပြီးတော့တက်ပါတယ်တော့စိတ်ကောက်ရတဲ့ဥစ္စာကိုတော့ချိန်မှာချိန်ဖို့ခွင်းမပါနဲ့လာဘူးကဥစ္စာကြီးကောက်တတ်တယ်ပေါ့နော်ပြီးကမှအိတ်ထဲပြန်ကြည့်ပြီးတော့ဒီပုံလေးရင်မင်းရဲ့ပြန်တွေ့တော့လာဘူးခွင်းကိုတစ်ခေါက်ပြန်ဖြုတ်ပြီးတော့သူ့ရဲ့ original ခွင်းလေးကိုပြန်တက်တယောက်တည်းအလုပ်တွေရှုပ်သွားပါတယ်အယုတ်ကလေးရမ်းလာလို့ရမ်းပြော့ပါတယ်နောက်ပြီးတော့မှပြန်တွေ့ပါမယ်နော်တတ